ရခိုင်ပြည်စစ်တွေမြို့ကလမ်းတွေထဲမှာ CCTV တွေလိုက်လံတပ်ဆင်နေတယ်လို့ဒေသခံတို့ကအရခတိုင်ကိုပြောပါတယ်။အရင်က CCTV တွေကိုမြို့ထဲလမ်းမတွေထဲမှာပဲတက်လေချိပေမဲ့အခုခါမှာတော့ရက်ကွက်ထဲလမ်းတွေထဲမှာပါလိုက်ပြီးတပ်ဆင်နေတာဖြစ်တယ်လို့သူကဆိုပါတယ်။လမ်းဒီမှာလမ်းခွာဆုံးဒီမှာအားလုံး CCTV အဂရီအငေးလမ်းမတန်းဒီမှာ CCTV အငေးဒီလမ်းတောက်လျှောက်ဒီမှာလမ်းမိတိုင်ဒီမှာ CCTV အငေးဒီညကြီးတည်ထားပါတယ်။တိုင်ခါမှာတလုံးစီအငေးရှိတဲ့လမ်းခွာဆုံးတောင်းဆုံးဒီမှာကြာခါအဂရီတဲ့ရရှော့စောအယောင်ခါတော့ကြီးမလို့ချီဒီမှာရှိပါမနိုင်အခုကမလို့ချီမဟုတ်ဘဲနဲ့ရဲကွာလာရီလမ်းဒီမှာပါတဲလာပါမနိုင်လျှက်စစ်မီမရရှိသေးတဲ့စစ်တွေမြို့မှာတော့အဲ့ဒီ CCTV တွေဟာဆိုလာစနစ်နဲ့တပ်ဆင်နေတာဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုး CCTV တပ်ဆင်နေတာကြောင့်တခိုးခုခွန်ရတဲ့အခါမျိုးမှာသိရှိရဖို့လွယ်ကူသွားတဲ့အတွက်အဆင်ပြေကောင်းမွန်တယ်လို့လည်းစစ်တွေဒေသခံတို့ကအရခတိုင်ကိုပြောပါတယ်။အဆမပေးထိုင်ဖို့ဆိုတော့မရှိပါဘူး။ပို့လို့တော့ကောင်းပါကတခိုးဒီလာရီရှိဆိုပြီးတခိုးဒီလာဆိုမရပါဘူးနိုင် CCTV တဲထားဆိုတယ်ရခိုင်ပြည်ကမော်ခမွန်တိုင်းတန်တဲ့စစ်ပွဲတံကိုလူအလိမ်ခံစားနေရတာကြောင့်လူနေမှုအဆင့်တန်းဟာပုံမနှိမ့်ကျလာနေပြီးလျှက်စစ်မီမရရှိတဲ့အပြင်လမ်းမဆက်သွယ်ရေးအခက်အခဲတွေကြောင့်လည်းမြို့နယ်လူထုတွေဟာအကြက်တဲတွေနဲ့ရင်ဆိုင်နေကြရတာပါ